မြန်မာသမိုင်းရာဇဝင်မှာစလိုင်းဆက်ကိုရကိုဒီကျွန်တော်တို့မြန်မာပြည်ခြေကွဲစရာလေးအဖြစ်သမတ်ကအလေးပြရလေပြီဒီအောင်စုအတိုင်းလာတော့မိပြလို့လည်းမရနိုင်ပြီရှောက်ပြလို့လည်းမရခဲ့ပြီဒီနေ့ရောက်ရင်ပြည်သူတွေမှာဖြစ်မစီနိုင်ပြီပြည်သူတွေမှာဖြစ်မစီနိုင်ပြီရင်းနဲ့ကြည့်ခွဲလာလွန်နေဒီကုန်းလေးဝင်နေမရှိခဲ့ပြီအောင်ဆန်းကုန်ဒီပွဲလို့စာကိုတီးကုန်းလေးဝင်နေမရှိပြီဘိုးတို့ကုန်းဒီပွဲလို့စာကိုတီးကုန်းလေးဝင်နေမရှိခဲ့ပြီအောင်ဆန်းကုန်ဒီပွဲလို့စာကိုတီးကုန်းလေးဝင်နေမရှိပြီဘိုးတွေမောင်သမီးဝလက်ထက်ကလေးအောင်ဆန်းဆိုတာစီဝါဥစားပြေဆုံးပါသည်ရှာရူအာနာရလာမမိဘထချင်းလာရလေကျွန်တော်တို့ကင်းနဲ့ကွာလီအာနာကိုလည်းမယူခဲ့ပြီရာလူကိုလည်းမမခဲ့ပြီတို့တဲ့ဒီလိုလည်းရတဲ့ရှိရှုတာပင်သူဆောင်ရသည်အတမွေးမီတို့ဘိုးချုပ်ပြောခဲ့တာတမိုင်းမှာထေရှာလေးစားရတော့အောင်ဆန်းသာနီဒီပွဲလို့စာလို့ဒီကုန်နိုင်ဝင်လည်းမရှိခဲ့ပြီအောင်ဆန်းကုန်ဒီပွဲလို့စာလို့ဒီကုန်နိုင်ဝင်လည်းမရှိပြီဘိုးချုပ်ကုန်ဒီပွဲလို့စာလို့ဒီကုန်နိုင်ဝင်